ထိုင်းနိုင်ငံအရှေ့ပိုင်းစာကဲအိုခရိုင်မှာနှိပ်စက်ညှဉ်းပန်းခံနေရတဲ့အသက်14နှစ်အရွယ်ဖင်လန်နိုင်ငံသူမိန်းကလေးငယ်တဦးကိုထိုင်းရဲတပ်ဖွဲ့ကအောင်မြင်စွာကယ်တင်နိုင်ခဲ့တဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီမိန်းကလေးဟာသူမရဲ့မိခင်အရင်းနဲ့အတူထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပြီးစာကဲအိုခရိုင်အတွင်းကနေအိမ်တစ်လုံးမှာပိတ်လောင်ခံထားရကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါပြင်းထန်စွာနှိပ်စက်ခံနေရတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုအိမ်နီးချင်းတွေကတန်တရားရှိပြီးသက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာကနေရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတာပါစစ်ဆေးတွေ့ရှိချက်တွေအရမိန်းကလေးငယ်ရဲ့ခန္ဓာကိုယ်မှာဒဏ်ရာဒဏ်ချက်အများပြားကိုတွေ့ရှိခဲ့ရပြီးသူမကိုအပြင်ထွက်ခွင့်မပေးဘဲအခန်းထဲမှာသာပိတ်လောင်ထားတာကိုတွေ့ခဲ့ရပါတယ်ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့သူမရဲ့မိခင်ဖြစ်သူနဲ့အတူနောက်ထပ်အမျိုးသားတဦးကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်ပါတယ်အဆိုပါမိန်းကလေးငယ်ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကထိုင်းနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးကျောင်းမတက်ရပဲလူမှုဆက်ဆံရေးနယ်ပယ်ကနေပါဖယ်ကျဉ်ခံထားရတာပါဖမ်းဆီးခံရသူတွေဟာမိန်းကလေးငယ်ကိုတုတ်တွေနဲ့ရိုက်နှက်တာအစာငတ်ထားတာမျိုးတွေအပြင်အခြားသောရက်စက်ကြမ်းကြုတ်တဲ့နှိပ်စက်မှုတွေကိုပါပြုလုပ်ခဲ့တယ်လို့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်လောလောဆယ်မှာတော့ကယ်တင်ခံထားရတဲ့မိန်းကလေးငယ်ကိုလူမှုဝန်ထမ်းဦးစီးဌာနရဲ့စောင့်ရှောက်မှုအောက်မှာထားရှိပြီးလိုအပ်တဲ့ဆေးကုသမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားမှုတွေကိုလှုပ်ဆောင်ပေးနေပါတယ်။ဒီဖြစ်ရပ်ဟာဒေသခံတွေကြားမှာအတော်လေးတုန်လှုပ်ခြောက်ခြားစရာဖြစ်ခဲ့ရပြီးကလေးတငယ်အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ထိုင်းအာဏာပိုင်တွေကပြင်းပြင်းထန်ထန်အရေးယူသွားဖို့ပြင်ဆင်နေပါတယ်။ဖင်လန်တန်ယုံကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးအနီးကပ်စောင့်ကြည့်နေကမိန်းကလေးငယ်ကိုသူမရဲ့နေရရင်နိုင်ငံစီဘေးကင်းလုံခြုံစွာပြန်လည်ပို့ဆောင်နိုင်ရဲ့အတွက်ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။အမှုနဲ့ပတ်သက်ပြီးကျူးလွန်သူတွေကိုထိုင်းနိုင်ငံရဲ့ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရအမြင့်ဆုံးပြစ်ဒဏ်တွေပေးဆောင်ရနိုင်တယ်လို့သိရပါတယ်။